မင်္ဂလာပါဒီတစ်ခါကတော့ Telegram channel ဖွင့်နေလေးကိုကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်เนาะ Telegram ကတော့လူတိုင်းလိုလိုဖွင့်တတ်တယ်ဒါပေမဲ့ Telegram channel ကတချို့ကမဖွင့်တတ်ဘူးအဲဒါကြောင့်မို့ Telegram ဖွင့်နေလေးကိုပြမယ်เนาะ Telegram လေးကိုကျွန်တော်အရင်ဆုံးဝင်လိုက်မယ်ဆိုလို့ရှိရင်အရင်ဆုံးတွေ့ရမှာကခုလိုမျိုး Telegram ညနာပြင်ကိုရောက်သွားမယ်ရောက်သွားလို့ရှိရင်ကျွန်တော်တို့ကဒီညပြထားတဲ့နေရာလေးရှိတယ်ဟိုမြာစုပ်တန်လေးပြထားတဲ့နေရာလေးရှိမယ်အဲ့ဒီနေရာလေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်မယ်နှိပ်ပြီးသွားလို့ရှိရင်နောက်ထပ်ဒီနေရာမှာ new channel ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်နှိပ်မယ်ပြီးတော့ရှိရင်ကျွန်တော်တို့ဖွင့်ခြင်းတဲ့ channel ရဲ့နာမည်ပေါ့နော်အဲ့ဒါလေးကိုထည့်မယ်Okay channel ရဲ့နာမည်ကိုထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကအောက်က display မှာကိုတင်ကျင်တဲ့အကြောင်းအရာပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ရေးပေးမယ်ဘာနဲ့ပတ်သက်ပြီးတော့တင်ပါလဲပေါ့ဥပမာဆိုလို့ရှိရင် online marketing ပေါ့အဲ့လိုမျိုးလေးပေါ့ကိုလုံးမဲ့အလုံးနဲ့ပတ်သက်တဲ့ဟာလေးကိုရေးမယ်ပြီးတော့ရင်အမှန်ရှစ်လေးနှိပ်လိုက်မယ်အဲ့ဒါပြီးတော့လို့ရှိရင် Telegram မှာရေးကြည့်တဲ့ဟာရှိမယ်နော်ဒီ privacy channel နဲ့ public channel ဆိုပြီးတော့2မျိုးရှိမယ် public channel ကကြတော့လူတိုင်းဝင်လို့ရတယ်ပြီးတော့လို့ရှိရင် monetization လည်းရှောက်လို့ရမယ်privacy channel အောက်ကဟာကြတော့monetization ရှောက်လို့မရဘူးเนาะအဲဒီကောင်ကပြီးတော့လို့ရှိရင်လူဝင်လို့ရှိရင်လည်းအကန့်အသတ်နဲ့ပေါ့ခွင့်ပြုပေးတယ်အဲ့လိုမျိုးအဲ့ဒါကြောင့်မို့အပေါ်ကဟာလေးပဲအမှန်ကြီးချစ်ပေးเนาะဒါပဲအမှန်ကြီးချစ်ပေးပါပြီးတော့လို့ရှိရင် link ဒီ link နေရာလေးကို link လေးကိုထည့်မယ် link ကတော့ဒီကောင်လေးကျွန်တော်စမ်းထည့်ပြမယ်เนาะအဲ့လိုမျိုးလေးပေါ့နော်အစိမ်းအောင်လေးဖြစ်သွားတဲ့အထိကျွန်တော်တို့ကရေးပေးရမယ်နော်အဲ့ဒါဆိုလို့ရှိရင်ပြီးသွားပြီအဲ့ဒါဆိုလို့ရှိရင်အမှန်ကြီးလေးကိုကျွန်တော်တို့ပြန်နှိပ်လိုက်မယ်ပေါ်အမှန်ကြီးလေးနော်ဒါပြီးသွားလို့ရှိရင်ဒီကောင်ကကြတော့တငယ်ချင်းတွေကိုဖိတ်မယ်ဆိုလို့ရှိရင်ဖိတ်လို့ရပါတယ်နော်မကျွန်တော်တရားဖိတ်လိုက်မယ်နော်โอเคပြီးသွားပြီနော်အဲ့တငယ်ချင်းကို share မယ်ဆိုလို့ရှိရင် send to link ကိုနှိပ်လိုက်ပါအဲ့ဒါဆိုအဲ့တငယ်ချင်းစီကို link ရောက်သွားပါလိမ့်မယ်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ